မပေါ်မင်းဆေးကစီးချိုယောဂကုသရာမှာ first line အတွက်တစ်ခုဖြစ်တယ် type 1စီးချိုဆိုလို့ရှိရင်မပေါ်မင်းတောက်လို့မရဘူးမပေါ်မင်းတောက်လို့လည်းစီးချိုမကြဘူးမပေါ်မင်းနဲ့တွဲပြီးတော့တောက်လို့မရတဲ့ဆေးတွေရှိတယ်ဒီမှာတော့စီးချိုယောဂမှာအသုံးအများဆုံးမပေါ်မင်းဆေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့မပွင့်ဖြူဝင်းပါဆေးဝါးပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်မပေါ်မင်းဆေးကစီးချိုယောဂကုသရာမှာ first line အတွက်တစ်ခုဖြစ်တယ်မပေါ်မင်းရဲ့အလုပ်လုပ်ပုံကခန္ဓာကိုယ်ထဲမှာရှိနေတဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကနေပြီးတော့ပုံမူထိရောက်စွာအသုံးချနိုင်အောင်ကူညီပေးတယ်အဲ့လိုကူညီပေးခြင်းအပြင်သွေးတွင်းတကြားဓာတ်ကိုလျော့ကျစေတယ်နောက်ပြီးတော့အစာအိမ်ဥလန်းချောင်းတစ်လျှောက်မှာ glucose ဓာတ်ကိုစုပ်ယူမှုကိုနည်းအောင်လုပ်ပေးတယ်အသေးရဲ့ glucose ထုတ်လုပ်တဲ့ပမာဏကိုလည်းလျှော့ချပေးတယ်စီးချိုယောဂမှာဆိုလို့ရှိရင် type 1စီးချိုနဲ့ type 2စီးချိုဆိုပြီးတော့တော်တော်များများအကြံဉာဏ်သိကြတယ်ပေါ့နော် type 1စီးချိုဆိုတာကခန္ဓာကိုယ်ကနေအင်ဆူလင်ကိုလုံးဝမထုတ်နိုင်တော့တာ type 2ကကြတော့ခန္ဓာကိုယ်ကနေပြီးတော့အင်ဆူလင်ကိုထုတ်တယ်ဒါပေမဲ့အဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကကောင်းကောင်းအသုံးမချနိုင်တာတချို့ကြတော့လေအင်ဆူလင်ထုတ်တာကနေတာခန္ဓာကိုယ်ကသုံးဖို့အတွက်မလုံလောက်တာဒါကြောင့်မလို့ type 1စီးချိုဆိုလို့ရှိရင်မပေါ်မင်းတောက်လို့မရဘူးမပေါ်မင်းတောက်လို့လည်းစီးချိုမကြဘူးအင်ဆူလင်မထုတ်တာကိုမပေါ်မင်းကထုတ်အောင်မလုပ်ပေးဘူးဆေးတွေရဲ့ထုံးစံအတိုင်းဒီစီးချိုဆေးမပေါ်မင်းနဲ့တွဲပြီးတော့တောက်လို့မရတဲ့ဆေးတွေရှိတယ်အဲ့ဒါတွေကတော့အခုမြင်တွေ့နေရတဲ့ဆေးတွေပဲဖြစ်တယ်တချို့ဆေးတွေက hypoglycemia ကိုဖြစ်စေတယ်လို့တချို့ဆေးတွေကကြတော့ hyperglycemia ကိုဖြစ်စေတယ်နောက်သတိထားရမယ့်အချက်တစ်ခုကမပေါ်မင်းတောက်လို့ရှိရင်အရက်နဲ့တွဲပြီးတော့တောက်လို့မရအောင်။ဘာကြောင့်လဲဆိုတော့ lactic acidosis ဖြစ်နိုင်ခြင်းများတယ်။မပေါ်မင်းတောက်ရတဲ့သူတွေမှာအစာမစားချင်တာဘိုက်မစားတာမျိုးတွေဖြစ်လေရှိတယ်။မပေါ်မင်းရဲ့အဲ့ဒီ action ကြောင့်မလို့ပဲပေါ့နော်။စီးချိုယောဂမှာတွေမကဘဲနဲ့အစာမစားချင်အောင်လုပ်ပြီးတော့ဝိတ်ချတဲ့အခါမျိုးတွေမှာလည်းရံပါရံခါအသုံးပြုတယ်။အဲ့လိုမျိုးအသုံးပြုလို့ရတာပဲဆိုပြီးတော့ဆေးတောက်တဲ့သူတွေကပေါ့နော်ကိုယ်သဘောနဲ့ကိုအဲ့လိုမျိုးတောက်လို့မရဘူး။ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မှာမူတည်ပြီးတော့ဆရာဝန်ညွှန်ကြားချက်နဲ့အသုံးပြုရတဲ့ဆေးပဲဖြစ်တယ်။ဆေးဆိုင်တွေမှာဆိုလို့ရှိရင်တစိမ့်တွေမျိုးစုံအများကြီးလာတဲ့ဆေးတွေထဲမှာပါရာစီတမောလိုပဲမဖို့မလဲတစ်ခုအပါအဝင်ဖြစ်တယ်။ထုတ်လုပ်တဲ့စက်ရုံတွေကလည်းအမျိုးမျိုးတင်သွင်းတဲ့နိုင်ငံကလည်းအမျိုးမျိုးဈေးတွေကလည်းအမျိုးမျိုးဖြစ်တယ်။မဖို့မမှာဆိုလို့ရှိရင်900 mg 850 mg 1 gram ဆိုပြီးတော့လာတယ်လို့ပဲတခြားဆေးတွေနဲ့တူတွဲပြီးတော့လာတာမျိုးတွေလည်းရှိတယ်။မဖို့မင်းကိုအသေးမကောင်းရင်ကြောက်ကက်မကောင်းရင်နှလုံးမကောင်းလို့ရှိရင်အထူးသတိပြုပြီးတော့တောက်ရမယ်ဆေးဖြစ်တယ်မဖို့မင်းကိုတောက်ရင်ဘယ်လိုတောက်ရမလဲအစာစားပြီးတောက်ရမလားမေးလေးရှိတယ်မဖို့မင်းတောက်ရင်အစာနဲ့အတူအစာမစားခင်ဒါမှမဟုတ်အစာစားပြီးချိန်မှာတောက်လို့ရတယ်အစာမရှိဘဲနဲ့တောက်လို့ရလားဆိုလို့ရှိရင်တော့ရတော့ရတယ်အစာနဲ့တောက်မယ်ဆိုလို့ရှိရင်တော့အစာအိမ်မအီမတာဖြစ်တာမျိုးကိုလျှော်နှင်းစေတဲ့အတွက်မဖို့မင်းတောက်လို့ရှိရင်အစာနဲ့တွဲပြီးတော့တောက်ခိုင်းလိရှိတာပဲဖြစ်တယ်အစာမစားခင်မှာမဖို့မင်းကိုအရင်တောက်ခြင်းကလည်းပေါ့နော်ဆေးကိုအရင်တောက်ထားတဲ့အတွက်အစာစားပြီးချိန်မှာဖြစ်လာတဲ့သွေးတွင်းတကြားတက်တာကိုလည်း manage လုပ်ပေးနိုင်တယ်လို့ဖော်ပြထားတာတွေ့ရတယ်နောက်တစ်ခုကကြတော့မနေ့ကင်းပေါ့နော်ဒီမဖို့မင်းကိုတောက်မယ် exercise ကိုလည်းလုပ်မယ်အဲ့လိုလုပ်ပြီးမှမနေ့စာကိုစားခြင်းကလည်းစီးချိုအတွက်ပိုကောင်းတဲ့ရလဒ်တွေကိုရရှိစေတယ်လို့တွေ့ရှိရတယ်မဖို့မင်းဆေးကတောက်လိုက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကဆေးကို metabolize မလုပ်ဘူးဟိုပြောရလို့ရှိရင်တော့မချေဖြတ်ဘူးပေါ့နော်ဒီ90%လောက်က unchain drug အဖြစ်စီးကနေပြန်ပြီးတော့ဆွန့်ထုတ်တယ်ကဲဒီလောက်ဆိုလို့ရှိရင်တော့စီးချိုယောဂမှာ first line drug အဖြစ်အသုံးအများဆုံးဖြစ်တဲ့မဖို့မင်းဆေးအကြောင်းကိုသိသွားကြလိမ့်မယ်လို့ယုံကြည်ပါတယ်ကိုပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲကျန်းမာရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်